ရှေ့ခေတ်ကလူလောကတေးပြီးဘွားနဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့စိတ်ဝင်စားမှုတစ်ခုရှိရပါတယ်။ကောင်းကင်ဘုံနဲ့ငရဲဘုံလိုနေရာတွေကမတူကွဲပြားတဲ့ယဉ်ကျေးမှုတွေရဲ့စိတ်ကူးစိတ်ထဲတွေမှာပုံစံမျိုးမျိုးနဲ့ပေါ်ပေါက်လာတာလည်းဖြစ်ပါတယ်။ငရဲဘုံလိုလည်းလူတည်များတဲ့တေသွန်သူတွေကပါဟုတ်ဒီနေမီနဲ့ဆက်နွယ်နေတဲ့အစမ်းထွက်တဲ့ပုံကူတူကအုပ်ချုပ်တာပါ။ဒီဗီဒီယိုမှာတော့မတူကွဲပြားတဲ့ယဉ်ကျေးမှုတွေကနေငရဲဘုံရဲ့စွမ်းအားရှိတဲ့အုပ်ချုပ်သူတွေအကြောင်းပြောပြသွားမှာဖြစ်ပါတယ်။ငရဲဘုံအကြောင်းတွေ့မိတဲ့အခါကျွန်တော်တို့စိတ်ထဲမှာပထမဆုံးပေါ်လာတဲ့နာမည်ကတော့ Hades ဖြစ်တော့ပါတယ်။Hades ဟာငရဲဘုံအုပ်ချုပ်ဖို့မွေးဖွားလာခဲ့ရတော့မဟုတ်ပါဘူး။ဒီတာဝန်ယူဖို့အတွက်မင်းနိုင်ခဲ့ရတာပါ။ Zeus Poseidon နဲ့ Hades တို့ညီကိုသုံးရဟာ Titan Kronos ကိုဖြုတ်ချပြီးနောက်မှာကမ္ဘာကြီးကိုပိုင်းခြားအောင်ဆိုဖို့အတွက်မင်းနိုင်ခဲ့ကြတာပါ။ Zeus ကနတ်ဖျားပြင်ဖြစ်လာပြီးတော့ကောင်းကင်ကိုအုပ်စိုးခဲ့ပါတယ်။ Poseidon ကပင်လယ်ရဲ့ရှင်သခင်ဖြစ်လာပြီးတော့ Hades ကတော့မြေအောက်လောကကိုအုပ်စိုးဝင်ရခဲ့တာပါ။ဆိုရင်ပဲ Hades ဟာတေသူရဲ့ဝိညာဉ်တွေအပို့ခံရတဲ့ Greek မြေအောက်လောကရဲ့အုပ်ချုပ်သူဖြစ်လာခဲ့ပါတယ်။တေသူဝိညာဉ်တွေကိုသူတို့ဘဝတွေကလိုရအရာအပလောကရဲ့တရားသူကြီးသုံးဦးကတရားစီရင်ပါတယ်။ဒီတရားသူကြီးတွေကတော့ Minos, Aeacus နဲ့ Rhadamanthus တို့ပါ။ Hades ကတရားသူကြီးတွေရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံပြီးတော့ဝိညာဉ်တွေကိုသူတို့ရဲ့ကံကြမ္မာစီခေါ်ဆောင်သွားပေးပါတယ်။ Tartarus ဟာအပြစ်ကြီးသူတွေရာဇဝတ်သားတွေသွားတဲ့နေရာဖြစ်ပြီးတော့ကြောက်စရာကောင်းတဲ့အပြစ်တွေပေးခံရတဲ့နေရာပါ။တာမန်ဘဝနဲ့နေထိုင်ခဲ့တဲ့သူတွေကြီးမားတဲ့ရာဇဝတ်မှုမကျူးလွန်ခဲ့ပေမဲ့ကြီးမားတဲ့အောင်မြင်မှုလည်းမရှိခဲ့တဲ့သူတွေစသဖြင့်မေးရောရာထားခံသူတွေကတော့ Asphodel မြက်ခင်းတွေစီပို့ဆောင်ခံရပါတယ်။ Tartarus တွင်းနေကြီးနဲ့ Asphodel မြက်ခင်းတွေအပြင် Elysian Field လို့ခေါ်တဲ့ Greek ကောင်းကင်ဘုံလည်းရှိပါသေးတယ်။ဒီ Elysian ကွင်းပြင်မှာတော့တရားမျှတမှုတန်ဖိုးတွေကိုလမ်းညွှန်ပေးခဲ့တဲ့ဘဝတစ်ခုမှာနေထိုင်ခဲ့ကြတဲ့သူတွေအတိတ်သူရဲကောင်းတွေနဲ့ဘီရင်ရဲ့ဝိညာဉ်တွေရှင်သန်ကြတာပါ။နတ်ဖျား Hades ဟာမှောင်မိုက်ပြီးကြောက်စရာကောင်းတဲ့ပင်ကိုယ်ရက်ရှိပေမဲ့ကျွန်တော်တို့များစုထင်ထားကြတယ်လို့မကောင်းဆိုးရတဲ့အောင်မဟုတ်ပါဘူး။များသောအားဖြင့်တော့သူ့လောက်ရတွေကပညာရှိပြီးတော့တရားမျှတပါတယ်။ဒါပေမဲ့ Hades ရဲ့ပါလောကကိုဝင်ခွင့်ရဖို့တေဆုံးသူကအတုအထုံးတန်းတွေကိုဖျက်ဆီးဖို့လိုပါတယ်။ Akron မြေကဘာရဲ့စီရောက်တဲ့အခါတေဆုံးသူရဲ့ဝိညာဉ်ဟာ Charon စီကလို့ကပေးချေရမှာပါ။ Charon ကတော့တေဆုံးသူရဲ့ဝိညာဉ်တွေကို Hades ရဲ့အပါလောကစီပို့ဆောင်ပေးနေတဲ့လှေသမားတစ်ယောက်ဖြစ်ပါတယ်။ Charon စီပေးရမယ့်ကလို့ကမပေးနိုင်ရင်တေဆုံးသူရဲ့ဝိညာဉ်ဟာငရဲမြစ်တစ်ဖက်ကကနေအခြားမြစ်တစ်ဖက်ကဝင်ရောက်ဖို့အထိနှစ်တရာလောက်မျောပါသွားပါလိမ့်မယ်။သူဇနီး Persephone နဲ့အတူ Hades ရဲ့တခုရဲသောရည်ရွယ်ချက်က Olympus နတ်ဖျားရဲ့တည်ထောင်ခဲ့တဲ့စနစ်ကိုထိန်းသိမ်းမှုဖြစ်ပါတယ်။ဘဝနဲ့ပြည်ချင်းတန်ရာဟာ Olympus နတ်ဖျားရဲ့စနစ်ကိုထိန်းသိမ်းမှုအတွက်အခြေခံကျတဲ့အစိပ်ပိုင်းတစ်ခုဖြစ်နေတာကြောင့်ပါ။ Norse ဆန်နိုင်ရဲ့အခြေခံချက်တွေကိုတည်ထားသူတိုင်းဟာ Nordic Citizen ရောက်ချင်ကြတဲ့ဘာဟာလာကိုကြားဖို့ကြမှာပါ။ဒါပေမဲ့ဒီ Nordic ကောင်းကင်ဘုံကိုတော့တိုက်ပွဲမှာဂုံကျက်တည်ရှိကကြာဆုံးခဲ့တဲ့အရေးရင်ဆုံးသူရဲကောင်းတွေပဲဝင်ခွင့်ရရှိတာပါ။အခြားသူတွေကတော့ Norse ဆန်နိုင်ရဲ့တေလွန်သူရဲ့နေပြီး Helheim စီတည်ဆောင်ခံရပါတယ်။ Helheim ကိုအုပ်ချုပ်သူကတော့နတ်ဖျားမှာ Hela ဖြစ်ပြီးကြောက်စရာကောင်းတဲ့ပုံပန်းတရားရှိသူပါ။သူမခန္ဓာကိုယ်တစ်ဝက်ကတာမန်အမျိုးသမီးတစ်ယောက်ဖြစ်ပြီးတစ်ဝက်ကပုတ်သိုးဆွေးမြင့်နေတဲ့အလောင်းတစ်ခုဖြစ်ပါတယ်။ Hela ဟာလက်သားမှုနတ်ဖျားလိုကီနဲ့ Giant Anger ဘွားတို့ရဲ့သမီးပါ။ Pandora Wembley နဲ့ဘာငွေကြီးယော်မန်ခန္ဓာတို့ရဲ့ညီမတစ်ယောက်လည်းဖြစ်ပါတယ်။ Hela ရဲ့တိုင်းပြည်ဟာအစဉ်အလာအရပြစ်ဒဏ်ပေးရနေရာတစ်ခုမဟုတ်ခဲ့ပါဘူး။တဘာဝအတိုင်းတေဆုံးသူတွေမတော်တဆဒါမှမဟုတ်ရင်အုံမင်းချင်းကြောင့်တေဆုံးသူတွေကိုလက်ခံရနေရပါ။သူတို့မှာဂုံတေးရှိတဲ့တေးခြင်းမျိုးမရှိတာကြောင့်ဘာဟာလာကိုမရောက်နိုင်သူတွေတွားရနေရဖြစ်ပါတယ်။ Greek ဒဏ္ဍာရီရဲ့ Hades လိုပဲနတ်ဖျားမှာ Hela ကလည်းမကောင်းဆိုးရတဲ့အောင်မဟုတ်ပါဘူး။သူမရဲ့အလုပ်ကိုလှုပ်ချင်းတာဖြစ်ပါတယ်။ဂျပန်ရဲ့ရှင်တိုဒဏ္ဍာရီမှာလည်း Izanami လို့ခေါ်တဲ့မြေအောက်ကဘာရဲ့နတ်ဖျားမှာတယောက်ရှိပါတယ်။ဒီနတ်ဖျားမှာအုပ်ချုပ်တဲ့မြေအောက်ကဘာကို Yomi လို့ခေါ်ပါတယ်။ Yomi ဟာတေးပြီးနောက်ဝိညာဉ်တွေတွားရဲ့မှောင်မိုက်ပြီးကြောက်စရာကောင်းတဲ့နေရာတစ်ခုပါ။ Izanami ဟာကလေးမွေးဖွားစဉ်တေဆုံးခဲ့ပြီးမြေအောက်ကဘာစီရောက်ရှိခဲ့တာပါ။ဒီတေခြင်းဟာသူမကိုတေးမင်းနတ်ဖျားမှာဖြစ်ပြောင်းလဲလိုက်ပြီးတော့ Yomi ရဲ့အုပ်စိုးသူဖြစ်စေခဲ့ပါတယ်။နတ်ဖျားမှာခင်ဗျ Izanagi ကသူမကိုတေးခြင်းရနေတယ်ကိုစူးစမ်းခဲ့ပါသေးတယ်။ဒါပေမဲ့ Izanami နဲ့မြေအောက်လောကရဲ့ဆက်နွယ်မှုကိုတော့မချိုးဖျက်နိုင်ခဲ့ပါဘူး။မြေအောက်လောက Yomi ဟာတခါအလားဆုံးဖြစ်လို့ရဲ့သူ့ကိုယ်ပိုင်နတ်ဖျားမှာလို့ဆွေးမြင့်နေတဲ့တေလူတွေနဲ့ပြည့်နေနေတဲ့နေရာတစ်ခုပါ။ဒီတေလူတွေမြေအောက်လောကနေမလွတ်မြောက်စေဖို့ Izanami ဟာ Yomi ရဲ့ထွက်ပေါက်ကိုအေယာမကြောက်တုံးတုံးနဲ့ပိတ်ထားရတယ်ဖြစ်ပါတယ်။ရှေးဟောင်းအီဂျစ်နိုင်ငံဟာတေပြီးနောက်ဘဝကိုစိတ်ဝင်စားမှုအတွက်ကြော်ကြားခဲ့ပါတယ်။အီဂျစ်မြေအောက်လောကရဲ့အရှင်သခင်ဟာအလွန်ထင်ရှားခဲ့သူတစ်ယောက်ပါ။သူ့နာမည်ဟာ Osiris ဖြစ်ပါတယ်။သူ့ညီဆက်ကသူ့ကိုမတက်ခင်အထိအီဂျစ်ပြည်ကိုအုပ်စိုးခဲ့သူပါ။ Anubis ရဲ့အကူအညီနဲ့ Osiris ရဲ့မိန်းမ Isis ဟာသူ့ယောက်ျားကိုပြန်လည်ရှင်သန်စေခဲ့ပါတယ်။တေရွာပြန်လာတဲ့ Osiris ဟာအဲ့ဒီချိန်ကစပြီးတော့ Tuat လို့ခေါ်တဲ့အီဂျစ်မြေအောက်လောကရဲ့အရှင်သခင်ဖြစ်လာခဲ့တာပါ။မြေအောက်လောကစီအသစ်ဝင်ရောက်လာသူဟာ Osiris ရဲ့နိုင်ငံ Tuat စီငြိမ်သက်စွာဝင်ရောက်နိုင်မှုအတွက်အတုအထုံးတမ်းတွေကိုကျင့်သုံးဖို့လိုပါတယ်။ Tuat မှာတေဆုံးသူရဲ့နှလုံးသားကို Anubis ကချိန်ခွင်ရဲ့တစ်ဖက်မှာတင်ထားပါတယ်။ချိန်ခွင်ရဲ့အခြားတစ်ဖက်မှာတော့တရားမျှတမှုနဲ့သမီး Mat ရဲ့ငှက်မွေးကိုတင်လိုက်ပါတယ်
နှလုံးသားဟာမှန်မွေးထက်ပိုလေးနေအဲ့ဒီလူကရာဇဝတ်မှုတွေအပြစ်တွေအများကြီးကျူးလွန်ခဲ့တယ်လို့ဆိုလိုတာပါဒီလိုနဲ့သူ့ကိုအမ်းမစ်စီပို့လိုက်ပါတယ်အတရီစရာကောင်းပြီးဆက်စုပ်ဝဲတော်ကြီးအမ်းမစ်ဟာအဲ့ဒီလူရဲ့နှလုံးသားနဲ့စိတ်ဝိညာဉ်ကိုထာဝရဝါမျိုးသွားပါလိမ့်မယ်နှလုံးသားဟာငှက်မွေးတဲ့လေးချိန်တူပြီးချိန်ဝင်ရှာညီနေတေသူရဲ့ဝိညာဉ်ဟာစင်ကြယ်လို့ယူဆပါတယ်ဒီတော့တေသူဝိညာဉ်ဟာအီဂျစ်ကောင်းကင်ဘုံဖြစ်တဲ့အာရူကွင်းမြင်ကြီးစီခီးဆက်နိုင်ပါတယ်နေနယ်ဖျားကြီးဟာညဘက်ရောက်တိုင်းသူ့ရဲ့နေလေးစီးပြီးတော့အိုဆိုင်းရစ်ရဲ့မြေအောက်ကဘာစီတွားလိရှိပါတယ်။ဇွာရဲ့တောင်ကအိုဆိုင်းရစ်ရဲ့မြေအောက်ကဘာမှလက်ပတ်ပြီးသူ့ကိုစားဖို့ကြိုးစားနေတဲ့အပိုးဖစ်မွေးကြီးကိုညတိုင်းချေမွန်းရတာပါ။တညတာခီးပြီးတဲ့နောက်ရာဟာအိုဆိုင်းရစ်ရဲ့ကောင်းချီးနဲ့အတူနေ့တစ်တစ်ခုကိုမွေးဖွားပေးလိရှိပါတယ်။အခြားသောယဉ်ကျေးမှုများစွာမှာလည်းမြေအောက်လောကရဲ့အုပ်ချုပ်သူတယောက်စီရှိနေပါမယ်။ဒါကတည်သွားတဲ့ဝိညာဉ်တွေရှိရဲ့နေမြေတစ်ခုရဲ့ယူဆဟာကမ္ဘာနေရာနဲ့မှရှိနေတယ်ဆိုတာကိုတက်တည်ပြနေပါတယ်။ဆုံးစီနောက်တော့မသွားလို့ကျေးဇူးတင်ပါတယ်ဗျာဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့ like and subscribe လုပ်ပြီးတော့မေ့ပါနဲ့ဦးနော်